ဝါကန်နဲ့နီဂတ်တွေဟာမီးပွိုင်းကအယောင်တွေကိုနမူနာယူပြီးတော့တီထွင်ဖန်တီးခဲ့တယ်ဆိုတာသင်သိပြီလားပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျ highlight မြန်မာ sport ရဲ့ Facebook စာမျက်နှာနဲ့ YouTube channel ကနေပြန်လည်တင်ဆက်နေပါပြီဘောလုံးပွဲတွေကိုကြည့်ရတဲ့ဒန်လူကြီးကအိတ်ကတ်ထဲကကပ်ပြားလေးကိုထုတ်ပြလိုက်တဲ့အခါမှာကစားမတွေရောပရိသတ်တွေပါရင်ထိတ်ထိတ်ဖြစ်ခဲ့ရတဲ့အခိုက်အတန့်ကဘောလုံးအားကစားရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လို့လာနေပါပြီဒါပေမဲ့အဲ့ဒီအဝါကန်နဲ့နီဂတ်စနစ်ကဘောလုံးလောကတွေကိုရောက်ရှိလာတာကနှစ်ပေါင်း90ကျော်လောက်ပဲရှိပါသေးတယ်ဒီကနေ့ဗီဒီယိုမှာတော့အဲ့ဒီကပ်ပြားရဲ့နောက်ခံသမိုင်းကြောင်းနဲ့စိတ်ဝင်စားစရာအချက်လက်တွေကိုဘုဒ္ဓတာအဖြစ်ဆွေးနွေးတင်ပြပေးလိုက်ပါတယ်1990ခုနှစ်မတိုင်ခင်မှာဘောလုံးပွဲတွေမှာဒန်လူကြီးတွေကဝါကတ်အနီကတ်ဆိုတာကိုမသိကြသေးပါဘူးကစားမတစ်ယောက်ကိုသတိပေးခြင်းဖြစ်ဖြစ်ကွင်းထဲကမောင်းထုတ်ခြင်းဖြစ်ဖြစ်ဒန်လူကြီးကပါဇက်နဲ့ပဲပြောဆိုရတာပါဒါပေမဲ့ပြဿနာကတော့နိုင်ငံတကာပွဲစဉ်တွေမှာဘာသာစကားမတူတဲ့အခါမှာဒန်လူကြီးကဘာပြောလိုက်မှန်းကစားမကနားမလည်တာမျိုးတွေဖြစ်လာပါတယ်ဥပမာအပြင်တော့1966ခုနှစ်ကမ္ဘာဖလားအင်္ဂလန်နဲ့အာဂျင်တီးနားတို့ရဲ့ပွဲမှာအာဂျင်တီးနားကစားမအန်တိုနီရာတင်ကိုဒန်လူကြီးကကွင်းထဲကထွက်ဖို့အမိန့်ပေးခဲ့ပေမဲ့သူကနားမလည်တယ်လို့လုံးနေခဲ့လို့ပွဲအတော်လေးကြံ့ကြာသွားခဲ့ရပူပါတယ်အခုလိုအခက်အခဲတွေကပဲကမ္ဘာလုံးဆိုင်ရာနားလည်နိုင်မဲ့သင်္ကေတတစ်ခုတီထွင်မှုအတွက်အကြောင်းဖန်လာခဲ့တာပါဒီပြဿနာကိုဖြေရှင်းဖို့နီလန်ရှာတွေးခဲ့သူကတော့အင်္ဂလိပ်ဒန်လူကြီးဖြစ်တဲ့ Ken Asnor ပါပဲသူကအဲ့ဒီချိန်က FIFA ဒန်လူကြီးကော်မတီမှာတာဝန်ယူထားသူပါဒီနေ့မှာသူကားမောင်းလာရင်းနဲ့လမ်းစုံတစ်ခုကမီးပွိုင်းကိုကြည့်ပြီးတော့ရုတ်တရက် idea တစ်ခုရခဲ့ပါတယ်မီးပွိုင်းအယောင်တွေကဘာသာစကားနဲ့ပြောစရာမလိုဘဲနဲ့လူတိုင်းနားလည်နိုင်တဲ့သင်္ကေတတွေဖြစ်နေတာကိုသူကသတိပြုမိခဲ့တာပါဒါပေမဲ့ငါတို့လည်းကစားမတွေကိုဒီယောင်တွေနဲ့သတိပေးမယ်မောင်းထုတ်မယ်ဆိုတဲ့အတွေ့နဲ့အဝါကတ်အနီကတ်စနစ်ကိုစတင်ဆိုပြုခဲ့တာဖြစ်ပါတယ်1990ခုနှစ်မက္ကဆီကိုကမ္ဘာဖလားမှာတော့အဲ့ဒီကပ်ပြားစနစ်ကိုကမ္ဘာမှာပထမဆုံးချိန်စတင်အသုံးပြုခဲ့ကြပါတယ်ထူးခြားတာကအဲ့ဒီကမ္ဘာဖလားပြိုင်ပွဲတစ်ပွဲလုံးမှာဝါကတ်တွေအများကြီးပြခဲ့ပေမဲ့အနီကတ်တစ်ခါမှမပြခဲ့ရတာပါပဲကမ္ဘာဖလားသမိုင်းမှာပထမဆုံးဝါကတ်ပြသခြင်းခံခဲ့ရတဲ့ကစားမကတော့ဆိုဗီယက်ယူနီယံကကက်ခီအာဆာတီယာနီဖြစ်ပါတယ်ကပ်ပြားစနစ်ပေါ်လာတဲ့အခါမှာတော့ဘောလုံးပွဲတွေကပုံမပရော့စနစ်ကျလာပါတယ်အဲဒီစနစ်ကြောင့်ပဲဘောလုံးအားကစားကပိုပရော့တရားမျှတမှုရှိလာတယ်လို့ပွဲစဉ်တွေကိုလည်းပိုပရော့စိတ်ဝင်စားစရာကောင်းလာစေပါတယ်အခုခေတ်မှာတော့ဒီကပ်ပြားတွေမပါဘဲနဲ့ဘောလုံးပွဲတစ်ပွဲကိုမြင်အောင်ကြည့်ဖို့တောင်မှအခက်ခဲလုံးနေပြီလို့ဆိုရတော့မှာဖြစ်ပါတယ်